မိဘတွေကိုခီးလိုက်ပို့တဲ့ပထမဆုံးရက်မှာရင်ကိုစူးချမယ်ဆိုပြီးသုံးလိုက်တာ380ကျော်တောင်ကုန်သွားပါတယ်ဆိုတော့ဒီ vlog လေးထဲမှာအလီနာဘာကြီးလုပ်လဲဘာကြီးဝယ်လဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်တော့အဆုံးထိလိုက်ကြည့်ပေးကြအောင်နော်ကဲအလီနာမိသားစုကိုတလားလောက်တခြားနိုင်ငံကိုခီးလိုက်ပို့ပေးမယ်ဆိုတာတော့သိကြမယ်ထင်တယ်အဲ့ထဲမှာအခု first destination အနေနဲ့ကတော့ Bangkok ကိုရောက်နေတာပါအဲ့ဒါကိုမှအလီနာကကိုစူးချမယ်ဆိုပြီးဒီနေ့ကတော့ကိုလိုချင်တဲ့ဟာတွေကိုအကြိုက်ဆုံးဖြစ်တဲ့ makeup တို့ skin care တို့ hair care တို့အဲ့အနဲ့ပတ်သက်တဲ့ဟာတွေကို Sephora မှာဝယ်မယ်ဆိုပြီးတော့ရောက်သွားတာပေါ့နော်ပြောရမယ်ဆိုရင်လေအလီနာကိုပတ်စံ300မှာထက်အဖေအမေညီမလိုချင်တာတွေကိုဝယ်ပေးရတာတွေကိုပို့သဘောကျတယ်အလီနာကိုကြည့်နေကြသူတွေအလီနာဗီဒီယိုတွေကြည့်နေကြဆိုရင်တော့သိလိမ့်မယ်အရင်တစ်ခေါက်ကလည်းမိဘတွေကိုခီးလိုက်ပို့ပေးတယ်ပြီးရင်သူတို့လိုချင်တာတွေကိုလိုက်ဝယ်ပေးတယ်ကိုကတော့ဥပမာတစ်ခုနှစ်ခုလောက်ရလဲကျင်းနဲ့သွားရပေါ့နော်အဲ့တော့မိနစ်တုန်းကလည်းကိုလိုချင်တာတွေမဝယ်ပေးဖြစ်တာနဲ့အခုစူးချတဲ့အနေနဲ့အလုပ်တွေလည်းတေချာစူးစမ်းတာဆိုတော့ဒီလိုမျိုးရောက်တုံးမှာပေါ့နော်အလီနာလိုချင်တဲ့ makeup တွေအကုန်လုံးအစအဆုံးပြန်ဝယ်တာပါဒီလို foundation ကအစ glow filter ကအစုံနောက်ပြီးတော့နှာခမ်းနီးပြီးတော့အလီနာညီမလိုချင်တဲ့ makeup တွေပေါ့နော်ဥပမာအလီနာ foundation ယူရင်သူ့လည်း foundation တစ်ခုဆိုတော့ product တစ်ခုကိုနှစ်ခုစီနဲ့အလီနာတေးတခြားအဲ့နေရအကြာကြီးရွေးပြီးတော့အလီနာညီမအတွက်ကောအလီနာအတွက်ကောကိုရွေးဝဲဖြစ်ခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းမနှစ်ကအလီနာမိသားစုကိုလိုက်ပို့တဲ့ခီးမှာကျတော့အလီနာညီမဆေးရုံတက်လိုက်ရပါတယ်ဆိုတော့ဆေးရုံစရိတ်တွေကိုပေးလိုက်ရတာနဲ့သူလိုချင်တာတွေကိုလည်းအများကြီးမဝယ်ပေးဖြစ်လိုက်ဘူးပေါ့နော်အချိန်ကလည်းမလောက်တော့တာနဲ့ဆေးရုံစစင်းချင်းရက်မှာပဲအလီနာချက်ချင်းပဲသူလိုချင်တဲ့ဒီရောတစ်ခုတော့ဝယ်ပေးလိုက်ရတယ်ဒါပေမဲ့ကိုယ့်အတွက်ကိုတော့ဘာမှမရလိုက်ဘူးပေါ့နော်ဆိုတော့ဒီနေ့မှာတော့မရဘူးငါတေးသေးရှာလိုချင်တာတွေအကုန်လုံးဝယ်မယ်ဆိုပြီးတော့စစချင်းရက်မှာတဲ့အလီနာလိုချင်တာတွေဝယ်လိုက်တာအခု2ယောက်စာပေါ့နော်ပေါင်လိုက်တော့380ကျော်လောက်ကျခဲ့ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော်တော်များများ influencer လုံးနေပြီးတော့ဒီလောက်အလကားရနေတာဘာလို့ဝယ်ရလဲပေါ့နော်အမှန်တိုင်းပြောရမယ်ဆိုရင်အလီနာလုပ်တဲ့အလုပ်ကကြတော့ skin care influencer line ကိုပို့ပြီးသွားတယ် skin care တွေကိုပဲကြော်ညာပေးရများတော့ skin care တွေကတော့အလီနာစီမှာရှိရဲတော်တော်များများကလည်း pure gift ရထားတဲ့ဟာတွေအလုပ်လုပ်တဲ့ brand တွေရဲ့ဟာတွေကိုပဲသုံးဖြစ်တာများတယ်တကယ်တမ်း makeup တွေကိုကြတော့အလီနာကိုရိုင်းအရန်ကြိုက်တဲ့ high end product တွေရှိရဲပေါ့နော်အဲ့တော့ Sephora ကိုရောက်တုံးလေးပဲဝယ်ရတာ Finland မှာလည်း Sephora မရှိရဖြစ်တဲ့အတွက်ဒီရောက်တော့မှအဲ့လိုမျိုးတွေဝယ်ပြီးတော့သုံးဖြစ်တာပါကဲခုကတော့ haul လုပ်ရမယ့်အချိန်လေးကိုရောက်ရှိလို့လာပါပြီဘာတွေဝယ်ခဲ့လဲဆိုတာအကုန်လုံးကိုပြပေးပါမယ်ပေါ့နော်ဒါကတော့အလီနာတစ်ယောက်တည်းစားတော့မဟုတ်2ယောက်စားပထမအဆုံးတစ်ခုကတော့ဒီ setting spray လေးပါသူကတော့ online မှာလည်း viral အရန်တက်နေရဆိုတော့အလီနာ try ကြည့်ချင်တာနဲ့ဝယ်လာတယ်ဒါလေးကကြတော့ makeup by Mario က lip liner လေးပေါ့နော်ပြီးလို့ရှိရင်တော့ House Lab ကအရန်ကိုမှလူပြောများနေတဲ့ဒီ foundation ပေါ့နော်အဲ့ဒါလေးကတော့အခုအလီနာအရန်ဆန်းသုံးကြည့်ရတဲ့တင်ကိုတော်တော်လေးကိုကြိုက်နေပါပြီအဲ့ဒါလည်းအလီနာညီမအတွက်တစ်ခုအလီနာအတွက်တစ်ခုနှစ်ခုဝယ်ခဲ့ပါတယ်ပြီးတော့ရင်တော့အလီနာကလက်သေးရှိနေတာဆိုတော့ဒီလိုခေါင်းလျှော်ရင်အဆင်မပြေရနဲ့ hair brush တွေပါတယ်ပြီးလို့ရှိရင် Charlotte Tilbury ကဒီလိုမျိုး lipstick လေးလည်းဝယ်ခဲ့တယ်ပြီးရင်ဒါလေးကကြတော့ makeup by Mario က eyeshadow palette လေးပါစစချင်းကတော့အလောက်ကြီးထိသုံးလို့ကောင်းမယ်မထင်တာဘူးဒါပေမဲ့အဲ့ဗီဒီယိုကိုရိုက်ထားတာကြာပြီဆိုတော့အခုအလီနာသုံးပြီးွားပြီပေါ့နော်ပြောရမယ်ဆိုရင်တော့အရန်ကြိုက်တယ်တော်တော်လေးလဲနောက်ပိုင်းဒီ makeup by Mario က product တွေကိုထပ်ပြီး try သွားဖို့ရှိရပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ Huda Beauty ကဒီ easy bake ဒီ setting powder ပေါ့နော်သူ့ကိုကြတော့အလီနာ travel size လေးသုံးဖူးတယ်တော်တော်လေးကြိုက်တာနဲ့အခုကတော့လုံးဝပုံမှန် size ပေါ့နော်အဲ့ဒါလေးကိုရွှေ့ပြီးတော့ဝယ်ခဲ့ပါပြီအလီနာညီမအတွက်လည်းပါတယ်အလီနာအတွက်လည်းပါတယ်ပေါ့နော်ကဲဒါလေးကကြတော့ Rare Beauty က bronzer လေးပါအစားကလုံးဝဝယ်ဖို့အစီအစဉ်မရှိဘူးပေါ့နော်အဲ့က recommend ပေးရတဲ့အလီနာသုံးကြည့်လိုက်တာအရန်ကြိုက်သွားပါတယ်ဒါကတော့ Charlotte Tilbury ကဒီလို glow filter လေးပေါ့နော်ဒါလေးလည်းကြိုက်တယ်အလီနာရှိတ်နဲ့ကွက်တီပဲနောက်တစ်ခုကကြတော့ makeup by Mario က contour stick အနောက်မှာ brush လေးပါတာကသုံးရတာလေးတော်တော်လေးအဆင်ပြေသလိုသွားရတာဒီလိုတဲဝါရတာလေးအရန်လွယ်ကူရယ်ပေါ့နော်ဒီတစ်ခါဝယ်လိုက်တာ makeup by Mario က product တွေအများကြီးပဲအဲ့ဒါအပြင်အခုကကြတော့ Patrick Targa blush လေးပါဒီ blush ကလေးအလီနာညီမနဲ့အလီနာရွေးထားတဲ့အရောင်က2ယောက်လုံးတူတူပဲအဲ့ဒါအောင်မှနှစ်ဘူးဝယ်ခဲ့တာပေါ့နော်အဲ့ဒါပြီးသွားရင်တော့ NARS က concealer ပါမယ်ဒီလို eyebrow gel က Rare Beauty ကဟာပါမယ်ပြီးရင်တော့ eye max တွေလည်းဝယ်ခဲ့တယ်အဲ့ဒါအပြင် sponge လည်းပါမယ်ပေါ့နော်ကဲဒါလေးကကြတော့ Fenty Beauty က lipstick set လေးပါအလီနာကလေ lip gloss တွေ lipstick တွေဆိုလို့ရှိရင် Fenty Beauty ကဝယ်တဲ့သူ Fenty fans တော့တီးကြမယ်ထင်တယ်ပေါ့နော်အဲ့ဒါနဲ့အညီမျှပဲကျမအမှာ set လိုက်ကြီးကိုဝယ်ချလာလိုက်ပါတယ်အဲ့ဒါအပြင်ဒါဆိုလို့ရှိရင်လည်း makeup set ပဲပေါ့နော်မြင်တဲ့အတိုင်းအများကြီးပဲပါတယ် eye shadow လည်းပါတယ် mascara လည်းပါတယ်ပြီးလို့ရှိရင် lip gloss တွေလည်းပါတယ်အလီနာတတိတခြားတော့မပြလိုက်ရဘူးဘာလို့လဲဆိုတော့ဗီဒီယိုအရန်ရှည်သွားမှာဆိုလို့ပေါ့နော်အဲ့ဒါအပြင် Olaplex ကနေပြီးတော့ hair care set ကိုလည်းအလီနာဝယ်ခဲ့ပါတယ်အဲ့ set ကတော့အခုသုံးကြည့်နေတာဆိုတော့အရန်ကြီးကောင်းလားမကောင်းလားဆိုတော့ပြောပြလို့မရသေးဘူးပေါ့နော်တစ်ခေါက်ပဲသုံးကြည့်ရသေးတယ်ဒါလေးကကြတော့ Tatcha က skin care product တွေပါကိုကလည်း skin care တွေကကိုယ့်စီမှာအများကြီးရှိနေတာဒါမဲ့လည်း Tatcha ကိုတော့စမ်းသုံးကြည့်ချင်နေရနဲ့အလီနာဒီတစ်ဆက်လေးတော့စမ်းပြီးတော့တေးသေးလေးတွေ